တပ်ပုံရတဲ့အချိန်မှာကျွန်တော်ကင်မရာကိုလက်နဲ့ဆရာမလို့ပဲတပ်ပုံရနေဗီဒီယိုတင်ပေးမှာဖြစ်ပါတယ်။ Okay ရင်ဆုံးကျွန်တော်ကင်မရာထည့်မဝင်အောင်နော်။ကင်မရာထည့်ရောက်ပြီဆိုရင်ကျွန်တော်အပေါ်မှာဒီမှာ73ရှိရနော်အဲ့ဒီနေရာတစ်ချက်နှိပ်ပြလိုက်ပါ။ပြီးတော့ကျွန်တော် setting ဆိုတာရှိလေနော်အဲ့မှာ setting ကိုတစ်ချက်နှိပ်ပြလိုက်ပါ။ Okay ပြီးရင်ကျွန်တော်အပေါ်နည်းနည်း setting ပြလိုက်ပါ။ Okay ဒီနေရာမှာshort thing Nitos ဆိုရင်တော့ကျွန်တော်တစ်ချက်နဲ့ပြန်မှာဖြစ်ပါတယ်။အဲ့ဒီတစ်ချက်နဲ့ပြလိုက်ပါ။ပြီးတော့ကျွန်တော် tattoo gacha short band ဆိုရင်တော့ကျွန်တော်တစ်ချက်အမှမရှိပြလိုက်ပါလို့နော်။ Okay လို့မရှိပြလိုက်ပါ။အဲ့လိုဒီညမှာကျွန်တော်အစိမ်းပေါ်ပြီးဆိုရင်တော့ရပြီနော်။ Okay လို့ပေါ်ပြမှာဖြစ်ပါတယ်။ဒါကျွန်တော်ဖုန်းရတဲ့ရှင်မှာကိုကဖုန်းကိုကင်မရာကိုနှိပ်ဆရာမလို့ပဲတော့automatic ရိုက်ပြီးမှဖြစ်ပါတယ်ကွာဒါပေမဲ့ကျွန်တော်လေးကပြမှာဖြစ်ပါတယ်လေးမပြဘူးဆိုရင်တော့ရမှာမဟုတ်ပါဘူးဒါအခုကျွန်တော်ပြတော့အပေါ်ဖုန်းဖြစ်ပါတယ် Okay အားလုံးစင်ပြကြပါစေနော်